ကျောင်းကပြန်လာရင်လည်းဆိုရင်6ချက်တန် chicken over rice ဆွဲလာပါတယ်ဆိုတော့ chicken over rice ထဲမှာဘာတွေပါလဲလို့ပြောရင်ဒါလေးက chicken over rice ပေါ့နော်ဘာတွေပါလဲလို့ပြောရင်ထမင်းဝါရောင်ပါတယ်ပြီးတော့ french fry ပါတယ်ဆလပ်ရွက်ပါတယ်candy ပါတယ်ပြီးရင် marinated chicken ပါတယ်ပြီးရင်အပေါ်ကရင် hot sauce နဲ့ white sauce ထည့်တာဖြစ်ပါတယ်chicken over rice က halal food ဖြစ်တယ်။ဘယ်ရစပြီးတော့သူတို့နာမည်ကြီးလာလဲလို့မေး1990လောက်တုန်းကလို့မျိုးမဟန်တန်ရဲ့လို့53လမ်းနဲ့ 6th Avenue မှာ halal ကတ်တွေအများကြီးရှိရယ်။ဆိုတော့အဲ့ဒါရဲ့စပြီးတော့ chicken over rice ကိုလူသိများလာကြတယ်။စားရတဲ့သူတွေလည်းများလာကြတယ်။သူ့ရဲ့ cooking style ကကြတော့ဆို Middle East ကိုအခြေခံထားတာကွာအဲ့လိုမျိုး Turkey တို့ Egypt တို့ Lebanon တို့က cooking style ကိုအခြေခံပြီးလုပ်ထားတဲ့အစားအစာတစ်ခုဖြစ်တယ်။ဒါကတော့ New York City ရဲ့ iconic food ပေါ့နော်။စစအမြင်ပြောဘာလို့စားကြရလဲလို့ဆိုရင်ကောင်းတယ်ပြီးတော့ဈေးသက်သာရယ်ပြီးတော့ဒီထဲမှာ fiber protein carbohydrate အကုန်ပါတယ်။ portion လည်းကြီးရယ်ဆိုတော့ဟာရလည်းရှိရယ်တန်နေကောင်းနေလို့ပြောလို့ရတယ်ခုံတော့မယ်ကြောက်မေးရလာလို့မေးရပြန်နေထမင်းဘလို့ကုန်သွားလဲမသိလိုက်ဘူးဆိုတော့ chicken over rice ကြောင့်လည်းဒါပါပဲ see you in the next vlog bye